level တစ်ခုမှာအောင်မြင်မှုတွေ level တစ်ခုကိုရွေးချယ်ပြီးသွားပြီဆိုရင်အဲ့ level နဲ့ပတ်သက်တဲ့အရာတွေကိုလုပ်နေဖို့ပဲလိုတယ်အဲ့တော့ကျွန်တော်ငငယ်ကဝင်းမျိုးမှာနေထိုင်ခဲ့ပြီးတော့ဒီပါတွေတော်တွေဟိုးပွားတွေเนาะအပြင်သွားတဲ့ခါကျရင်မြင်သွားဆိုခီးသွားတာပေါ့เนาะခီးသွားတဲ့ခါကျရင်ဟင်းတွေပါလေကိုယ့်ဘောက်ချက်စားတာရှိတယ်ကျွန်တော်သိတာခန်းညင်သီးပဲဟိုအင်အားသူတွေကချက်စားတာများတော့ခန်းညင်သီးချက်ကိုကျွန်တော်ချက်တယ်ခန်းညင်သီးချက်တဲ့ခါမှာငုတ်သီးနဲ့ချက်တာရှိတယ်ဘိုက်တွေပါနေနားတယ်ဆိုငုတ်သီးနဲ့မချက်ဘဲနဲ့ရိုးရိုးချက်တာရှိတယ်ခါလီမှာပစုံကြောင်းနဲ့ချက်တာရှိတယ်ခါလီမှာကချောင်းနဲ့ချက်တာရှိတယ်ခါလီမှာခန်းညင်သီးပဲတုတ်စားတာရှိတယ်ဒီနေရာမှာဗာလေးပြောချင်တာလဲဆိုတော့အဲ့ခန်းညင်သီးတစ်မျိုးတည်းကိုပဲတုတ်စားတယ်အမျိုးမျိုးလှုပ်စားတယ်အမယ်တွေပြောင်းတာပေါ့နော်ဒီနေရာမှာကိုကတတ်မှတ်ထားတဲ့ဂိုးတစ်ခုရှိသွားပြီအဲ့ပန်းနိုင်ရှိပြီးသွားပြီဆိုအဲ့ပန်းနိုင်ကိုကျွန်တော်ရှောက်ဖို့အတွက်ဆိုပန်းနိုင်အောင်ဒီပန်းနိုင်ပဲလုံးဝမပြောင်းဘဲနဲ့ကိုကဘာကိုပြောင်းလဲရမလဲကိုကလှုပ်ကြည့်9လလှုပ်ကြည့်6လလှုပ်ကြည့်တစ်နှစ်လှုပ်ကြည့်တဲ့ခါမှာကိုလိုချင်တဲ့ target တစ်ခုကိုရလာမရသေးဘူးဆိုရင်ပုံစံနေပြောင်းလှုပ်ကြည့်လိုအပ်တဲ့ခါကျရင်လိလာတင်ယူမှုတွေလှုပ်တင်တဲ့နေတက်ပြီးရင်ကိုယ့်ရဲ့ပန်းနိုင်ကိုဆက်ရှောက်အဲ့လိုနဲ့ကျွန်တော်တို့ရည်ရွယ်ပန်းနိုင်ကိုရောက်နိုင်ပါတယ်အဲ့လိုမျိုးလှုပ်ခြင်းအဖြစ်ပန်းနိုင်တစ်ခုတတ်မှတ်တယ်ပန်းနိုင်တတ်မှတ်ပြီးသွားပြီဆိုရင်ရအောင်လုပ်မယ်အဆင်မပြေဘူးဆိုရင်နောက်ထပ်ပုံစံမျိုးနဲ့ပြောင်းလို့တယ်ရည်ရွယ်ချက်ကိုတော့မပြောင်းဘူးလှုပ်ဆောင်ချက်တွေကိုပဲတဖြည်းဖြည်းပြောင်းတယ်တရားပြောမှဆိုရင် NMB ရဲ့သဘောတဘာဝရဆိုရင်ဂိုးကိုမပြောင်းဘူး strategy ကိုတော့ပြောင်းတယ်ပုံစံတွေပြောင်းတယ်အမျိုးအစားတွေပြောင်းတယ်အချိုးစားတွေပြောင်းတယ်အဲ့လိုမျိုးနဲ့လှုပ်ဆောင်ကြည့်တဲ့အခါမှာကိုလိုချင်တဲ့ပန်းနိုင်ဟာဒီနေ့မှာရောက်ရှိလာတာဖြစ်တယ်ဒီအတွက်ကြောင့်ပန်းနိုင်တစ်ခုသတ်မှတ်ပြီးသွားပြီဆိုရင်ကိုလိုချင်တာရဖို့အတွက်ဆိုရင်အမျိုးအစားတွေပြောင်းမယ်အချိုးစားတွေပြောင်းမယ်လုပ်ပုံလုပ်နည်းတွေပြောင်းပြီးတော့ရည်ရွယ်ချက်မပြောင်းမနဲ့လှုပ်ဆောင်မယ်ဆိုရင်လူရပန်းနိုင်ကိုတနေ့ရောက်နိုင်တယ်အားလုံးကြည့်